ချစ်ခင်လေးစားရပါသောမိဘပြည်သူညီကောင်မောင်နှမများအားလုံးတို့နှင့်တကွစွမ်းတူဒီကိုစိတ်ဝင်စားစွာဖြင့်စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ချစ်မိတ်ဆွေတူဒီဝါသနာရှင်များအပေါင်းအားလုံးတို့ခင်ဗျာစွမ်းတူဒီရဲ့အောင်မြင်ခြင်းကိုအဖွင့်နေ့မနေ့ကစတင်ပြီးတော့ယနေ့ညနေအထိ၄ချိန်တိုင်ဇက်တိုက်ပြသခဲ့ပြီဖြစ်ပါတယ်အဖွင့်နေ့မနေ့က9689အပူပါအခွေရနေပြီးတော့99ဆိုပြီးတော့စတင်အောင်မြင်ခဲ့ပြီးတော့အဖွင့်နေ့ညနေမှာတော့ကျွန်တော်အကြိုက်ဆုံးခွေဖြစ်တဲ့9608အခွေရနေပြီးတော့6ဆိုပြီးတော့ဒဲအောင်မြင်ခဲ့ပါတယ်9608ခွေရကျွန်တော်ပြီးခဲ့တဲ့ဘက်ကဘလူးနေ့ကနေပြီးတော့တင်ပေးခဲ့ပြီးတော့အကယ်၍အပူဖြစ်ထွက်ခဲ့ရင်တော့၎င်းမထွက်ခဲ့ရင်တော့၎င်းလာမယ့်ဘက်မှာအပီးခွေဖြစ်ထပ်မံ၍ထွက်ပေးပါအောင်မယ်လို့ကျွန်တော်ပြောကြားခဲ့တဲ့ဗီဒီယိုဖိုင်မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်အဲ့ဒီလိုပဲမနေ့က99အဖွင့်မှာကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုဖိုင်မှာလည်းဒီလိုပါပဲယခုကျွန်တော်တင်ခဲ့တဲ့9689အခွေကနေ99ဆိုပြီးတော့အပူထွက်ခဲ့ရမယ်လို့ဒီ9689အခွေရဆိုလို့ရှိရင်အပီးပေါက်ဖြစ်ထပ်မံ၍ထွက်ပေးလိုက်အောင်မယ်ဆိုတာကိုယုံကြည်ပါတယ်လို့ကျွန်တော်ပြောကြားခဲ့တာကိုမနေ့က99ထွက်ပြီးတော့ကျွန်တော်တင်ပေးခဲ့တဲ့ဗီဒီယိုဖိုင်မှာပြန်လည်ရေးကြည့်ရှုနိုင်ပါတယ်ဒီနေ့မနေ့12:02မှာတော့9689အခွေတွေကနေကျွန်တော်ပြောကြားခဲ့တဲ့အတိုင်း95ဆိုပြီးတော့ဒုတိယအကြိမ်အပြီးပေါက်အဖြစ်ထပ်မံထွက်ခဲ့တဲ့အတွက်ကြောင့်9689အခွေဟာ2ကြိမ်တိုင်အောင်မြင်မှုကိုစုခူးရရှိခဲ့ပြီဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တနင်္လာနေ့မနေ့ကတင်ပေးခဲ့တဲ့တပတ်စာမွေးကနန်း9ကွက်ကနေတပတ်မှာအနည်းဆုံးတစ်ကြိမ်ထွက်ပေးပါတယ်ဆိုတော့တပတ်စာမွေးကနန်း9ကွက်ဟာဆိုရင်ဖြင့်ဒီနေ့မနေ့12:02မှာ59ကနေ95အားဖြင့်ထွက်ခဲ့တဲ့အတွက်ကြောင့်မွေးကနန်း9ကွက်ဟာလည်းထပ်မံ၍အောင်မြင်သွားခဲ့ပြန်ပါတယ်ဒီနေ့ညနေ4:30မှာတော့ဒီတစ်ပတ်အတွက်ကျွန်တော်တင်ပေးခဲ့တဲ့ Sun Duty Channel ရဲ့အောင်မြင်ဆုံး break site ဖြစ်တဲ့ Universal Function ကထွက်ပေါ်လာတဲ့ break site 2စုံထဲကနေပြီးတော့16 break ဟာဆိုလို့ရှိရင်ခွန်လေးဆိုပြီးထွက်ခဲ့တဲ့အတွက်ကြောင့်မလို့1 break ဟာအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်ယခုကြန့်ရှိနေတဲ့ break site ကတော့နံပါတ်1 break site ဖြစ်တဲ့305 break site တစ်စုံဟာကြန့်ရှိနေပါသေးတယ်ဒါဟာစွမ်းတူဒီရဲ့အဖိုးမဖြတ်နိုင်တဲ့အောင်မြင်ခြင်းတွေကိုဇက်တိုက်ပြသနေခြင်းဖြစ်ပါတယ်အားလုံးသောမိဘပြည်သူချစ်မိတ်ဆွေညီကောင်မောင်နှမများအပေါင်းအားလုံးတို့ခင်ဗျာစွမ်းတူဒီဟာဆိုရင်ဖြင့်အမှန်တကယ်အောင်မြင်ခြင်းတွေကိုတည်ဆောင်လာမယ်ဆိုတာကိုယုံကြည်နဲ့လက်ခံပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြဖို့အထူးလေးစားစွာမေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်စွမ်းတူဒီကပေးတဲ့အခွေဆိုင်ကလေးတွေ break site ကလေးတွေပါတီး site ကလေးတွေငွေကနန်း site ကလေးတွေကိုမိမိနှစ်သက်သလိုမိမိတို့ဆန္ဒရှိရာရွေးချယ်၍လိုက်ပါ၍ကစားနိုင်ပါတယ်စွမ်းတူဒီကပေးတဲ့အခွေ site ကလေးတွေ break site ကလေးတွေပါတီး site ကလေးတွေငွေကနန်း site ကလေးတွေအားလုံးဟာဇက်တိုက်အောင်မြင်မှုကိုစုခူးရရှိကြပါစေလို့စွမ်းတူဒီကိုလိုက်ပါကစားကြတဲ့သူတွေအားလုံးဟာလည်းစွမ်းတူဒီကြောင့်ပျော်ရွှင်မှုများစွာဖြင့်ငွေများရရှိကြပါစေလို့ဆုမွန်ကောင်းများဆန္ဒပြုဆုတောင်းပေးရင်းနဲ့စွမ်းတူဒီမှာအောင်မြင်မှုများကိုသိရှိနိုင်ရန်အတွက်မိဘပြည်သူညီကောင်မောင်နှမများအားလုံးနှင့်တကွာချစ်မိတ်ဆွေတူဒီဝါသနာရှင်ပရိသတ်များအားလုံးတို့ကိုတင်ဆက်ပေးလိုက်ပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ